Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ချောကလက်မူချီလေးကိုလှုပ်ရှားကြမယ်ရှင်လှုပ်ရတာလည်းအရင်မခက်ပဲနဲ့စားလို့လည်းအရင်ကောင်းပါတယ်အသားလေးရဆိုအီလေးနဲ့အရင်စားလို့ကောင်းပါတယ်ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပါအောင်ရှင်ကောင်းကြီးမုံချောကလက်မုံပေါင်တာမုံတကြား30 gram နဲ့ရောသမအောင်မွေပေးရပါမယ်နွားနို့180 mlတီရွက်စီ30 gram ထည့်ပြီးရောသမအောင်မွေပေးရပါမယ်ရှင်အလုံးရောသမအောင်မွေပြီးရင်ပလတ်စတစ်နဲ့အုပ်ပြီးအပေါက်ဖောက်ပေးရပါမယ်မိုက်ခရိုဝေ့နဲ့20မိနစ်30မိနစ်ခန့်ဝိတ်ပေးရပါမယ်ဒါဆိုမိုက်ခရိုဝေ့နဲ့ဝိတ်ပြီးနောက်ဒီလိုရလာပါတယ်ဒါဒီလိုဆွဲဆန့်ပေးပါတစ်ဖက်ကမှတစ်ဖက်ကပြောမဖြစ်ရလေအောင်ဒီလိုဆက်ဆန့်ပေးရပါမယ်နော်ဒါဆိုကိုလိုချင်တဲ့အရွယ်အစားလေးကိုပိုင်းဖြတ်ပေးရပါမယ်ကျမကတော့10ခုပဲလုပ်ထားပါတယ်ရှင်တကယ်လို့ကိုကတသေးလေးလိုချင်လဲဒီထက်သေးလို့ရပါတယ်လုံးပြီးပလတ်စတစ်အိတ်နဲ့အုပ်ထားပေးပါမဟုတ်ရင်အပေါ်ကမာတော့မှာပေါ့နော်မထူမပါလေးလိမ့်ပေးပါရှင်ဒီလိုလေးဆိုရပါပြီခရီမ်ကို50 gram ချောကလက်ချစ်ကို40 gram ထည့်ပါမယ်အရေးပြောတီထိအပူပေးပြီးတမအောင်မွေပေးရပါမယ်ဒီလိုအနေထားဆိုချောကလက်မုန့်20 gram ထည့်ပါမယ်အလုံးရောတမအောင်မွေပေးရပါမယ်ရှင်ခရီမ်ကို200 gram နဲ့2ခါလောက်ခွိုင်းမွေပေးရပါမယ်တကြား20 gram ထည့်ပါမယ်ရောတမအောင်မွေပေးရပါမယ်ရှင်ဆက်မရှိဘူးဆိုရင်လက်နဲ့ခလောက်လိုက်ရပါတယ်ခရီမ်ကိုနောက်တစ်ခါထည့်ပါမယ်ရောသမအောင်မွေပါမယ်ရှင်ကဲအခုတော့ဒီလိုပုံစံလေးတမတော့ပြီဆိုရင်တော့ဆွန်နာကလိမ့်ထားတဲ့မူချီသားလေးပေါ်မှာခရီမ်ထည့်ပြီးချောကလက်ကိုစားစွန်းတဆွန်းစားထည့်ထားပါတယ်တကယ်လို့ချောကလက်အလုံးလေးမရှိဘူးဆိုရင်မထည့်လဲရပါတယ်ဒါဆိုထုတ်ပေးလို့ရပါပြီထုတ်ပုံထုံနည်းကတော့အောက်မှာခွဲခံပြီးပုံတွင်းပေးရင်ပိုလာပါတယ်ဒါဆိုစက်ကူထဲထည့်ပြီးသုံးဆောင်လို့ရပါပြီအရန်စားလို့ကောင်းပါတယ်လုပ်ကြည့်ကြည့်ပါကြည့်ရှုအပ်ပေးမှုအတွက်အထူးကျေးဇူးတင်ပါတယ်ရှင်